ဒီ jalebi အုတ်ကြားမြတ်ပေါက်ဓာတ်တိုက်သေးပဲပလက်ဖောင်းကောင်းကောင်ဘယ်ကနေဘယ်လိုပေါ်လာတာလဲဒီမှာငါရမရှိမဲ့ကစုံရက်တွေကိုစားသွားတယ်ဗျကိုကနဲ့ကိုတော့ဒီမှာမလောက်လို့ဘလို့ကြော်စားလို့ကြော်စားမှမသိတော့ကြာစံတုံးနဲ့တုတ်စားမှဆိုရင်ရည်ရွယ်ထားတာကိုတကယ်အရွက်တွေအကုန်ကိုက်စားသွားတယ်ဒီဘက်ချမ်းလေးပဲဒါဒီဘက်ချမ်းပြီးပြီတို့ဟိုဘက်ချမ်းကိုစားတော့မှာဘယ်ကနေဘယ်လိုအိမ်ပေါ်တက်လာလဲဒီကောင်ဘယ်ကနေဘယ်လိုပေါ်လာလဲစဉ်းစားပြောကြအောင်15လော်လေ15လော်ကိုဒီကဘယ်ကနေဘယ်လိုတက်လာလဲဒီကောင်အခါမှလည်းမမြင်ဘူးဘာကောင်ကြီးလည်းမသိညွန်ကြကြီးဝါကြောက်ကြကြီးအော်သူစိုက်ပြိုးထားတာလေးစားစီခြင်းလို့ဆိုပြီးတော့စိုက်ပေးထားတာလေးကိုကြည့်အောင် तू ကအလစ်တုတ်သွားတာဒါအလစ်တုတ်တာလို့ခေါ်တယ်ပြမယ်ဒီအကောင်ပြမယ်တွေ့လားမကြည့်ကစုံရဲ့ထိတ်တွေကိုတက်လားကစုံရဲ့ထိတ်တွေကိုစားတော့တက်လားဒီဘက်အချမ်းလေးပဲကြံတော့တယ်ကျန်ဒီဘက်အထိတ်မှာရွက်မရှိတော့ဘူးလားအကောင်တွေ့လားဂျလေဘီကောင်ငါရဲ့ကစုံရဲ့ကိုခိုးစားသွားတဲ့အကောင်ဒီမှာဂျလေဘီကောင်တက်လားအစိမ်းရောင်ကြီးဖြတ်လိုက်မယ်နော်ဖြတ်လိုက်မယ်ဟေးကောကြိတ်ကြအမေအော်လာလက်နေတာတားကြတိုက်လို့ရှင်တက်လိုက်လို့ရှင်လဲငါးပါးတီလာပြက်သွားအောင်မယ်တက်လို့လည်းမရဘူးဟိုလမ်းဘေးမှာတော့ပြစ်မှရမယ်နော်လမ်းဘေးမှာပြစ်လိုက်ရမှာတော့ယူပြီးတော့ကျွတ်တွေထည့်ပြီးလမ်းဘေးကတစ်ပင်ကြတဲ့ဘယ်လိုပြစ်ရမှာလဲပြောကြအောင်အကြပေးကြအောင်ဒီကောင်ဘယ်လိုလုပ်ရမှာလဲဆိုတာ